ဆက်လက်ပြီးအခမ်းအနားအစီအစဉ်15အရာ Grade 11ကျောင်းသူလေးများရဲ့ဖန်ကားမြေမှာဖိတ်ခေါ်တဲ့တခြင်းဖြင့်ကပြဖျော်ဖြေခြင်းအစီအစဉ်ဖြစ်ပါရဲ့ရှင်လေးစားတဲ့ပရိသတ်များရှင် Grade 11ကျောင်းသူလေးများရဲ့ဖန်ကားမြေမှာဖိတ်ခေါ်တဲ့အကကိုရှုစားနာဆင်ကြည့်ကြရအောင်လားရှင် According to item 15, let us now welcome our amazing grade 11 schoolgirls as they dance with the song Pankha Myema Phekhodan. Ladies and gentlemen, let us give them a warm and encouraging welcome.
ခုလိုကပြဖြောပြပြီးသွားပါတော့ IBS ကျောင်းသူလေးများအားကျေးဇူးထူးပင်တင်ရှိပါရရှင် Let us give a huge thank to our grade 11 schoolgirls for such a standing performance.